သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာသူလာပြီကျော်14ရက်2022ခုနှစ်ဇန်နဝါရီလ30ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားတော်ထေဝဒဟတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီတုတ်တန်ကဘုရားဘာသာဝင်တို့အတွက်ဘေးကိုများဖြစ်ပေါ်လာလို့ရှိရင်ဖြစ်ဆိုတတ်ရန်လမ်းညွှန်မှုပြုထားတဲ့တုတ်တန်တစ်ခုပဲဖြစ်တယ်ဒီတုတ်တန်ကိုဟောကြားတာတော့ရှင်သာရိပုတ္တရာမထေရမြတ်ဟောကြားတာပါအဲ့တော့ဒီလမ်းညွှန်ထားတဲ့ဒီတုတ်တန်ကိုနာယူမှတ်သားပြီးတော့ကြည့်ပဲဆိုလို့ရှိရင်ဘုရားဘာသာရေးအနေနဲ့မြတ်စွာဘုရားရဲ့အာဘောချဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့ဖြည့်ဆို့နိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်ဒီတုတ်တန်ကိုဖြစ်ပေါ်လာပုံကနေစတင်ပြီးတော့တန်ယုတနိကာယခဏဝကတန်ယုပါဠိတော်မှာလာရှိတဲ့အတိုင်းမှတ်သားပြီးနာယူကြရအောင်ရသော်ဘုရားဟာတက္ကတိုင်းတာဂိဝိမင်းတို့ရဲ့ပိုင်နေဖြစ်တဲ့ဒေဝတဟလို့ခေါ်တဲ့ဏိကုံးရွာမှာရှောက်ရှိသတင်းသုံးနေတဲ့အချိန်ဖြစ်တယ်တက္ကတိုင်းဘာဝင်ဖြစ်တဲ့ဒေဝတဟဏိကုံးရွာမှာရသော်ဘုရားရောက်ရှိနေတဲ့အချိန်အနောက်ဘက်နေတွေကိုခီးထွက်ကြမဲ့ယဟန်တော်တွေဟာမြတ်စွာဘုရားထံလာရောက်ပြီးတော့ချဉ်ကပ်ကြတယ်စိတ်ကပ်ပြီးတော့မြတ်စွာဘုရားကိုခွင့်ပန်ကြတယ်ပေါ့အဲ့ဒီကအစဒီသုတ်တန်ဖြစ်လာတဲ့သဘောပဲခီးထွက်မဲ့ယဟန်တွေဟာမြတ်စွာဘုရားကိုရှောက်ကြတယ်အရှင်ဘုရားတပည့်တော်တို့ဟာအနောက်ပိုင်းနဲ့ထေသတွေကိုခီးသွားကြပါမယ်အနောက်ပိုင်းဒေသတွေမှာနေထိုင်မှုစိတ်ကူးကြပါတယ်လို့မြတ်စွာဘုရားကိုလျှောက်တယ်အဲ့တော့ဒါဘုရားနဲ့အတူနေတဲ့ယဟန်တွေဟာထုံတန်းစင်လာမြတ်စွာဘုရားကိုခွင့်ပန်ကြတာဖြစ်တယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကယဟန်တို့သာရိပုတ္တရာနဲ့ရောတွေ့ပြီလားသာရိပုတ္တရာစီရောခွင့်ပန်စကားပြောကြားပြီလားလို့ဒီမေကုန်းလေးမေးလိုက်တော့အရှင်ဘုရားတပည့်တော်တို့ခရီးထွက်ဖို့အတွက်ရှင်သာရိပုတ္တရာကိုတော့ခွင့်ပန်မှုမပြုရသေးပါဘူးတဲ့အဲ့ဒီခါမှာမြတ်စွာဘုရားကအပလောကိဋ္ဌဘိက္ခဝေသာရိပုတ္တရာယဟန်တို့သာရိပုတ္တရာကိုခွင့်ပန်ကြသာရိပုတ္တရာနဲ့တွေ့လိုက်ကြအောင်ဘာဖြစ်လို့လဲဆိုရင်သာရိပုတ္တရာဟာပညာရှိတယ်မိမိရဲ့သတင်းသုံးပေါ်ယဟန်တွေအပိချီးမြှောက်တတ်တယ်မြတ်သောအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေယဟန်တွေကိုအပိချီးမြှောက်တတ်တယ်ဒါမို့ကိုသွားမဲ့ဒေသနဲ့ပတ်သက်ပြီးတော့သာရိပုတ္တရာရဲ့သွန်သင်ဆုံးမချက်တွေဟာတမိုးရှိလို့သာရိပုတ္တရာကိုခွင့်ပန်လိုက်ကြအောင်လို့မြတ်စွာဘုရားတိုက်တွန်းလိုက်တော့အဲ့ယဟန်တော်တွေဟာကောင်းပါပြီဖျားဆိုပြီး
မြတ်စွာဘုရားတန်ကထွက်ခွာပြီးရှင်သာရိပုတ္တရာထံခွင့်ပန်မှုသွားကြတယ်အဲ့ဒီချိန်မှာရှင်သာရိပုတ္တရာကလည်းမြတ်စွာဘုရားနဲ့အလွန်ကြီးမိုးဝေးလာတဲ့နေ့မှာနေလို့ထိုင်လို့ကောင်းအောင်ပြုပြင်ထားတဲ့ချင်းရွေးပင်ခြုံကြီးအောက်မှာနေလို့ထိုင်လို့ကောင်းအောင်လှုပ်ထားတဲ့နေရာလေးမှာသတင်းသုံးနေတယ်အပေါ်ကချင်းရွေးခြုံကြီးတင်ထားတဲ့အမိုးကာလို့ဖြစ်နေတဲ့ခြုံအောက်မှာလုံးလုံးချုံချုံအေးချမ်းချမ်းတပါးတဲ့သမဘာဝင်စားနေတဲ့အချိန်မှာသတင်းသုံးနေတာဖြစ်တယ်ရှင်သာရိပုတ္တရာသတင်းသုံးနေတဲ့ချင်းရွေးခြုံကြီးရှိတဲ့နေရာကိုယဟန်တွေကသွားရောက်ကြပြီးထုံးစံအတိုင်းရှင်သာရိပုတ္တရာနာရောက်သွားပြီးတော့နှုတ်ဆက်စကားပြောကြတယ်ကျမ်းမာရေးမေးမြန်းကြတယ်နေထိုင်နဲ့ပတ်သက်ပြီးတော့ပြောဆိုနှုတ်ဆက်ကြပြီးတဲ့နောက်မှာယဟန်တွေကရှင်သာရိပုတ္တရာမထေရမြတ်ကိုခွင့်တောင်းစကားပြောကြတယ်အရှင်သာရိပုတ္တရာဘုရားတပည့်တော်တို့အနောက်ပိုင်းဒေသတွေကိုသွားဖို့အလိုရှိကြပါတယ်သွားရောက်ချင်ကြပါတယ်အနောက်ပိုင်းဒေသတွေမှာနေထိုင်မယ်လို့စိတ်ကူးကြပါတယ်မြတ်စွာဘုရားကိုလည်းတပည့်တော်တို့ခွင့်ပန်ပြီးပါပြီလို့ရှင်သာရိပုတ္တရာကအဲ့လိုလျှောက်တာဒါတော့ဒီအဖွဲ့အစည်းတည်းမှာမြတ်စွာဘုရားပြီးလို့ရှိရင်တော့ဝါအကြီးဆုံးမဟုတ်ပေမဲ့လို့မြတ်စွာဘုရားပြီးရင်သာသနာတော်ဗုဒ္ဓသာသနာသံဃာအဖွဲ့အစည်းမှာလေးစားအသုံးပုဂ္ဂိုလ်ဟာရှင်သာရိပုတ္တရာပဲဖြစ်တယ်ပေါ့ဘုရားပြီးရင်ပညာအထက်မြတ်ဆုံးဖြစ်လို့မြတ်စွာဘုရားရဲ့နောက်မှာလေးစားမှုခံရဆုံးကရှင်သာရိပုတ္တရာဒါကြောင့်မို့တလေးတစားရှင်သာရိပုတ္တရာကိုလာရောက်ပြီးတော့ခွင့်ပန်ကြခြင်းဖြစ်တယ်ပြောမယ်ဆိုရင်ဗုဒ္ဓသာသနာတော်မှာဖျားပြီးလို့ရှိရင်ဒုတိယခေါင်းဆောင်ကရှင်သာရိပုတ္တရာတတိယခေါင်းဆောင်ကရှင်မောက္ကလံဖြစ်ပြီးတော့မှအဲ့ဒီနောက်မှာရှင်မကတ္တဗတို့ဒီလိုမဟာသာဝကကြီးတွေကဥဆောင်နေကြတာဖြစ်တယ်ဖျားနောက်မှာတော့ရှင်သာရိပုတ္တရာကပညာအထက်မြတ်ဆုံးဖြစ်လို့ဖျားပြီးရင်တော့ရှင်သာရိပုတ္တရာကိုအာကိုအထာပြုကြရတာဖြစ်တယ်ပေါ့ဒါကြောင့်ရှင်သာရိပုတ္တရာကိုခွင့်ပန်ဖို့လေမြတ်စွာဘုရားကတိုက်တွန်းလိုက်တာယဟန်တွေကရှင်သာရိပုတ္တရာထံသွားပြီးတော့ခွင့်ပန်စကားပြောကြတယ်အဲ့တော့ရှင်သာရိပုတ္တရာကခီးသွားမယ်ဆိုတော့ခီးသွားမယ်ယဟန်တွေကိုပါမေးပြုတယ်လဲဆိုလို့ရှင်ငါရှင်ယဟန်တို့ခီးသွားကြတော့မယ်ဆိုလို့ရှင်တိုင်းဒေသတိုင်းကြပြည်ကြရောက်သွားတယ်ဆိုလို့ရှိရင်တဲ့တိုင်းကြပြည်ကြရောက်လာတဲ့ယဟန်ကိုထိုဒေသမှာရှိတဲ့မင်းဆိုရသပညာရှိတွေပြမနာပညာရှိတွေအယက်ထဲကဂဟပတိပညာရှိတွေဘာသာရေးဘက်ကသမဏပညာရှိတွေဆိုတာထို့ထိုရဒေသမှာရှိလေရှိတယ်တဲ့ဝိလနဲ့ဒေသကယဟန်တစ်ပါးရောက်လာတယ်ဆိုရင်အဲ့ဒီပညာရှိတွေကလာရောက်စိတ်ကကြည့်ပြီးတော့မေခွန်းနေမေးလေမေးထရှိကြတယ်
မေလိမိထာရှိကြတယ်ပညာရှိပြီးစူးစမ်းလေးလာတဲ့ပုဂ္ဂိုလ်တွေဟာအရှင်ဘုရားတို့ရောက်သွားမယ်ဆိုလို့ရှိရင်သူတို့ကအရှင်ဘုရားတို့ပထမဆုံးမေးမဲ့မေးခွန်းကတော့ဘာလဲလို့ဆိုရင်ကိဝါဒီပနာယတမန္တာနံတတ္ထာကိမေခာယီအရှင်ဘုရားတို့ကမြတ်စွာဘုရားရဲ့တပည့်တော်ကတွေဆိုတော့သူတို့ကမေးကြလိမ့်မယ်တဲ့အရှင်ဘုရားတို့ရဲ့ဆရာကောင်းဆောင်ဖြစ်တဲ့မြတ်စွာဘုရားဟာဘယ်လိုအယူဝါဒရှိပြီးဘယ်တရားမျိုးကိုဟောပြောလို့ရှိပါသလဲဒီနံပါတ်1မေးခွန်းကိုသူတို့မေးလို့ရှိကြတယ်တဲ့အကယ်၍အဲ့ဒီမေးခွန်းကိုမေးလာခဲ့လို့ရှိရင်ရှင်ဘုရားတို့မှာဖြေဆိုဖို့မြတ်စွာဘုရားရဲ့အလိုချအတိုင်းဖြေဆိုနိုင်ဖို့အတွက်လေးလာသင်ယူမှတ်သားပြီးသိရှိနားလည်ပြီးဖြစ်ပါရဲ့လားအဲ့ဒါလို့မဖြစ်မှသာလဲကိုယ့်ရဲ့ဖြေဆိုချက်ဟာမြတ်စွာဘုရားကိုဆွဆွဲရမရောက်တာဖြစ်လိမ့်မယ်တဲ့မြတ်စွာဘုရားရဲ့အယူဝါဒမြတ်စွာဘုရားဟောပြတဲ့တရားရဲ့တရားနဲ့လျော်တဲ့တရားကိုဖြေဆိုရရောက်မှာဖြစ်တယ်တဲ့အရှင်ဘုရားတို့ပြောတဲ့အဖြေတွေဟာအကဲ့ရဲ့လွတ်မဲ့အဖြေမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်အဲ့ဒီလိုအခြေအနေမျိုးညီတွေ့မှုမရှိတဲ့အဖြေတွေလည်းဖြစ်နိုင်တယ်ကဲ့ရဲ့စရာအချက်လက်တွေလည်းပါခြင်းပါမယ်အဲ့ဒါကြောင့်မှန်ကန်တိကျတဲ့အဖြေမျိုးရဖို့ရှင်ဘုရားတို့လေးလာသိအခုပဲပြောပြလိုက်ပါမယ်လို့ဆိုပြီးတော့ရှင်သာရိပုတ္တရာကပြောပြတယ်ငါရှင်တို့တိုင်းတစ်ပါးကရောက်လာတဲ့ယဟန်တစ်ပါးကိုထိုဒေသမှာဒေသအသီးသီးမှာရှိတဲ့ခတ္တိယပန္တိတ်တွေဇမနပန္တိတ်တွေကာဗတိပန္တိတ်တွေသမဏပန္တိတ်တွေလို့ဆိုတဲ့ပညာရှိပုဂ္ဂိုလ်တွေဟာမေလိမေထရှိကြတယ်တဲ့သူတို့ဟာစူးစမ်းလေးလာတတ်လို့ဘယ်လိုမေးခွန်းတွေမေးတတ်တုံးဆိုအရှင်ဘုရားတို့ရဲ့ဆရာကောရမမြတ်စွာဘုရားဟာဘာကိုဟောလို့ရှိတယ်လဲဘယ်ဝါဒရှိတယ်လဲဘယ်တရားကိုဟောပြောလို့ရှိတယ်လဲဆိုအဲ့ဒီခေတ်ကလည်းအယူဝါဒတွေကအများများရှိတယ်လေအမျိုးမျိုးရှိတယ်အမျိုးမျိုးဟောပြောနေကြတာရှိတယ်အဲ့ဒါကြောင့်မို့ယဟန်ဂေါရမဘယ်လိုယူဝါဒမျိုးရှိပြီးဘယ်တရားမျိုးကိုဟောတယ်လဲဆိုတာမေးကြလိမ့်မယ်အဲ့ဒီလိုရှင်ဘုရားတို့အမေးခံရပြီဆိုရင်ဒီလိုဖြေကြပါဆိုဖြေပုံဖြေနည်းကိုသင်ပေးလိုက်တာတော့ရှင်ဘုရားတို့ရဲ့ဆရာဘယ်ဝါဒရှိပြီးဘာတရားကိုဟောရုံလို့မေးမယ်ဆိုလို့ရှိရင်ငါတို့ရဲ့ဆရာမြတ်စွာဘုရားဟာတဏှာရာဂသန္တာရာဂကိုပယ်ဖြောက်ဖို့ဟောပြောလို့ရှိတယ်အစွဲလမ်းမထားဖို့တွေ့တာမှုတွေမရှိဖို့မြတ်စွာဘုရားဟောပြောလို့ရှိပါတယ်ဒါဘုရားတရားတော်နဲ့ပတ်သက်လို့ရှိရင်အဓိကဥတည်ချက်ကဒါပဲလူတွေဟာကိုယ်တဏ္ဍာမှာရှိတဲ့ရုပ်တရားတွေပဲဖြစ်ဖြစ်သူများတဏ္ဍာမှာရှိတဲ့ရုပ်တရားပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခန္ဓာပဲဖြစ်ဖြစ်တက်မဲ့ပစ္စည်းဝတ္ထုတွေပဲဖြစ်ဖြစ်လိုလားခြင်းတွေ့တာခြင်းဆိုတာရှိကြတယ်သန္တာရာဂသန္တာရာဂဆိုတာဒီနေရာမှာသန္တာဆိုတာတဏှာရာဂကိုပဲရည်ညွှန်းတာဖြစ်ပါတယ်အဲ့တော့ခွဲကြည့်မယ်ဆိုရင်သန္တာဆိုတာလောဘနဲ့မရသေးတာကိုလိုချင်တယ်ရာဂဆိုတာကြတော့ရပြီးသားကိုသိမ့်ပိုက်တယ်လို့ဒီလိုအဓိပ္ပာယ်ခွဲရင်လည်းဖြစ်ပါတယ်
သို့မဟုတ်သန္တာရာဂနှစ်ခုစလုံးဟာလောဘကိုပဲဆိုလိုတာလောဘရဲ့သဘောကမရသေးခြင်းလိုချင်တယ်ရပြီးရင်ဆုတ်ကင်ထားတယ်သိမ့်ပိုက်ထားတယ်သစ္စာလေးပါးမှာဒီတဏှာကိုပဲဒုက္ခသမုဒယလို့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ဟောတာဖြစ်တယ်လောကမှာဒုက္ခဖြစ်ပေါ်နေတာဘာကြောင့်လဲဆိုရင်ဒီတဏှာရာဂကြောင့်ပဲဖြစ်ပေါ်နေတာဖြစ်တယ်အဲ့ဒီတဏှာရာဂကိုဝိနည်းဆိုပယ်ဖြောက်တာသန္တာရာဂဝိနည်းဘယ်ရာပဲဖြစ်ဖြစ်သက်ရှိပဲဖြစ်ဖြစ်တမဲ့ပဲဖြစ်ဖြစ်ဘယ်ရာဘောပဲဖြစ်ဖြစ်တွေ့တာမှုတွေပေါ့တွေ့တာမှုတွေလိုချင်မှုတွေသိမ့်ပိုက်မှုတွေတဏှာလောဘတွေဒါတွေကိုဖယ်ရှားဖို့ငါတို့ရဲ့ဆရာဟာဟောပြောလို့ရှိပါတယ်လို့ဒီတခေါနဲ့ပဲဖြေလိုက်ရင်လုံလောက်တယ်လို့ရှင်သာရိပုတ္တရာသင်ပေးတာနော်ဒါပဲဖြေလိုက်ပါသန္တာရာဂဝိနည်းခာယီသူတို့ထပ်ပြီးတော့မေးလိုက်အောင်မယ်တဲ့ဘာလို့လို့ဆိုထပ်ပြီးတော့မေးကြလိုက်မယ်တဲ့အဲ့ဒီလိုမေးလို့ရှိရင်မှန်ကန်တဲ့အဖြေပေးဖို့ကတော့ဒီလိုပေးရမှာတဲ့တကယ်လို့ရုပ်ခန္ဓာပေါ်မှာလူကျင်တတ်မဲ့တဲ့သန္တာရာဂကိုဖယ်ရှားရမယ်စိတ်ခံစားချက်ဆိုတဲ့ဝေဒနာပေါ်မှာလူကျင်တဲ့ဆန္ဒတွေ့တာမှုရာဂကိုဖယ်ရှားမှာဖြစ်တယ်စိတ်ထဲကမှတ်သားမှုအမှတ်တင်ညာပေါ်မှာလူကျင်တဲ့ဆန္ဒတွေ့တာမှုရာဂကိုဖယ်ရှားဖို့ဟောပြောတာဖြစ်တယ်သင်္ခါရလို့ဆိုတဲ့တွေ့တော့ကြံစည်မှုအထုတ်ကြိုးပမ်းမှုတွေပေါ်မှာလူကျင်တဲ့ဆန္ဒနဲ့တွေ့တာတဲ့ရာဂကိုဖယ်ရှားဖို့ဟောပြောတာဖြစ်တယ်ဝိညာဏလို့ဆိုတဲ့အသိစိတ်ပေါ်မှာလူကျင်တဲ့ဆန္ဒနဲ့တွေ့တာတဲ့ရာဂကိုဖယ်ရှားပြဖို့မြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်ဆိုလိုတာကတော့ခန္ဓာ၅ပါးပေါ်မှာလူကျင်တဲ့ဆန္ဒတွေ့တာတဲ့ရာဂဒါကိုဖယ်ရှားပြဖို့ဟောတာဖြစ်ပါတယ်တော့ခန္ဓာ၅ပါးလို့ပြောလိုက်လို့ရှိရင်အလုံးခြုံမိသွားတာပေါ့ရုပ်ခန္ဓာဆိုတာသက်ရှိသက်မဲ့နှမျိုးနဲ့ဆိုင်တယ်စိတ်ခံစားချက်တို့စိတ်မသားချက်စိတ်ရဲ့ကြိုးပမ်းအထုတ်ချက်တို့စိတ်ဆိုတဲ့အတွေးတွေတို့အဲ့ဒီဝေဒနာတင်ညာသင်္ခါရဆိုတာနန္တရားအဲ့တော့အချင်းချုပ်ပြောလိုက်လို့ရှိရင်ယုံနာနှမျိုးပေါ်မှာသက်ရှိသက်မဲ့ယုံနဲ့သက်ရှိမှရှိတဲ့စိတ်ခံစားချက်မှတ်သားချက်ကြိုးပမ်းအထုတ်ချက်စိတ်ဆိုတဲ့တရားတွေပေါ်မှာလူကျင်တတ်မဲ့မှုနဲ့တွေ့တာမှုဆိုတာကိုဖယ်ရှားဖို့မြတ်စွာဘုရားဟောပြောတာဖြစ်ပါတယ်ဒါဟာအလုံးကိုခြုံပြီးတော့ပြောလိုက်တဲ့စကားတစ်ခုပဲเนาะတွေ့တာမှုကိုဖယ်ရမယ်ဆိုဘယ်မှာတွေ့တာကိုဖယ်ရမလဲအကယ်၍သာပြောမယ်ဆိုရင်သာသမီပေါ်တွေ့တာဖယ်ရမယ်နော်ကိုယ်ခန္ဓာကိုယ်ပေါ်တွေ့တာဖယ်ရမယ်ကိုယ်မိတ်ဆွေတွေပေါ်မှာတွေ့တာဖယ်ရမယ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေပေါ်မှာတွေ့တာလောကကြီးကိုတွေ့တာတဲ့ဒီလိုပြောလို့ရှိရင်ကုန်နိုင်မှာမဟုတ်ဘူးပြည့်လည်းပြည့်စုံမှာမဟုတ်ဘူးအဲ့တော့လောကကြီးတစ်ခုလုံးကိုခန္ဓာ၅ပါးနဲ့ချုံပြီးတော့ပြောလိုက်တဲ့အခါအလုံးပါသွားတယ်အမည်နာမတွေတတ်နေမဲ့ဆိုလို့ရှိရင်မဆုံးနိုင်ဘူးဒါကြောင့်မို့ခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့သန္တာရာဂကိုဖယ်ရှားမယ်လို့မြတ်စွာဘုရားဟောပါတယ်ဆိုလုံးဝပြည့်စုံတဲ့အဖြေစကားဖြစ်သွားတယ်ပေါ့တော့ခန္ဓာ၅ပါးကလွဲလို့လောကမှာသဘာဝတရားအနေနဲ့တခြားအရာရှိမှမရှိတာတွေ့တာစရာဆိုတာလည်းရှိမှမရှိတော့တာဒါကြောင့်မို့ခန္ဓာ၅ပါးလို့ပြောလိုက်တာ ਨੇ ဒါလုံးဝပြည့်စုံသွားတယ်လို့ရှင်သာရိပုတ္တရာကအဲ့လိုဖြေပေးလိုက်ဖြေပေးပြီးတော့
ဆက်ပြီးတော့မိတ်တယ်ငါရှင်တို့တဲ့ဒီလောက်ထေးနဲ့လေသူတို့ကခြေနဲ့အောင်မှမဟုတ်သေးဘူးတဲ့ဆက်ပြီးတော့မေးကြလိုက်အောင်မယ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာစူးစမ်းတတ်တယ်လေ့လာတတ်တယ်ဒါကြောင့်မို့ငါရှင်တို့ကိုဆက်ပြီးတော့မေးခွန်းထုတ်လိုက်အောင်မယ်တဲ့ငါရှင်တို့အဖြေကိုနှစ်သက်သွားပြီးနောက်မေးခွန်းတိုင်းထပ်ထုတ်လိုက်မယ်ဘာမေးခွန်းထုတ်မလို့ဆိုဘယ်လိုအပြစ်နာဆာကိုမြင်လို့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာလူကျင်တဲ့ဆန္ဒတွေ့တာတဲ့ရာဂကိုဖယ်ရှားဖို့ရှင်ဘုရားတို့ဆရာကဟောတာလေဘာဖြစ်လို့ဟောတာလဲဘာအပြစ်ရှိလို့လဲဒါကြိုးကြောင်းဆင်ញင်တာလေးတွေနော်ဘယ်အပြစ်ကြောင့်အလုပ်တစ်ခုကိုစွန့်လွတ်ဖို့ပြောတယ်ဆိုတာအပြစ်ရှိရမှာနော်ဆန္ဒရာဂဒီရာဂဆိုတဲ့ကိလေသာတရားကိုဖယ်ရှားရမယ်ဆိုတာဟုတ်ပြီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့ရာဂကိုဖယ်ရှားရမယ်ဆိုတာဒါဖြင့်မဖယ်ရှားရင်ဘာဖြစ်တယ်လဲတွေ့တာတော့ရောဘယ်လိုအပြစ်တွေရှိလို့လဲတွေ့တာတော့ရောဘာဖြစ်တယ်လဲနော်ဘာကြောင့်ဘာတွေကိုမကောင်းတာတွေ့လို့ဖယ်ရှားခိုင်းတာလဲမလုံးနဲ့လို့ရှောင်ခိုင်းတာဟာမကောင်းတာရှိရမယ်အစာအာဟာရတောင်မှဒီအစာဟာမကောင်းဘူးဒီအစာကိုမစားကြနဲ့လို့ပြောတာဒီအစာစားလို့ရှိရင်ဘာအပြစ်တွေဖြစ်နိုင်တော့ဆိုယောဂဝေဒနာတွေဘာယောဂတွေဖြစ်နိုင်တဲ့ဆိုတာကိုဒီအစာရဲ့ဆိုးချိုးတွေကိုကြည့်ပြီးတော့မစားနဲ့လို့တားမြစ်တာဖြစ်တယ်ဒီလမ်းကိုမသွားနဲ့လို့တားမြစ်ရင်ဒီလမ်းသွားရင်ဘာတွေဖြစ်နိုင်တယ်လဲဆိုတဲ့ဆိုးကျိုးတွေဖြစ်လာမဲ့ဆိုးကျိုးတွေကိုကြည့်ပြီးတော့တားမြစ်ကြတာပဲဖြစ်တယ်ဒီလူနဲ့မပေါင်းနဲ့လို့ပြောရင်လည်းပဲအဲ့ဒီလူနဲ့ပေါင်းလို့ရှိရင်ဆိုးကျိုးတွေဖြစ်လာမှာမြင်လို့ပြောတာဖြစ်တယ်ဒီစကားမပြောနဲ့လို့တားမြစ်ရင်လည်းဒီစကားမျိုးပြောလို့ရှိရင်ဆိုးကျိုးတွေဖြစ်လာမှာတွေ့လို့ပြောတာဖြစ်တယ်အဲ့ဒါမဟုတ်ဘဲနဲ့တက်တက်ကြီးနော်ဒီလမ်းမသွားနဲ့ဒီစားမစားနဲ့ဒီလူနဲ့မပေါင်းနဲ့လို့ပြောရင်အထိပ္ပယ်မရှိဘူးပေါ့မကောင်းတဲ့အပြစ်မြင်ပြီးမှသာလဲလောကလူတွေပညာရှိတွေပြောဆိုလို့ရှိတယ်တဲ့ထို့တူပဲအရှင်ဘုရားတို့ရဲ့ဆရာကရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာလူချင်းတွေ့တာတတ်မဲ့တဲ့တဏှာကိုဖယ်ရမယ်ဆိုတော့မဖယ်ရင်ဘာဖြစ်မှာမို့ဘယ်လိုအပြစ်နာစာတွေတွေ့ထားလို့ဖယ်ခိုင်းတာလဲလို့ဒီမိကွန်းထပ်မေးလိုက်အောင်မယ်တဲ့ထပ်ပြီးတော့မေးလိုက်အောင်မယ်တဲ့အဲ့ဒါလို့မေးလို့ရှိရင်ရှင်ဘုရားတို့ဒီလိုဖြေကြပါငါရှင်တို့မေးတဲ့ပုဂ္ဂိုလ်တက္ကရာဆိုပြီးပြန်ဖြေပါတဲ့ဘယ်လိုဖြေရမလဲဆိုရင်ရှုပ်ဆိုတဲ့ရူပခန္ဓာပေါ်မှာတွေ့တာမှုရှိနေရင်စိတ်ဆန္ဒတွေရှိနေတယ်ဆိုရင်ချစ်မြတ်နိုးမှုတွေရှိနေတယ်ဆိုရင်ရှုပ်ခန္ဓာပေါ်မှာလိုလားနေတဲ့တဏှာတွေဥပ္ပံမှုတွေကြောင်းကြမှုတွေတက်မဲ့မှုတွေရှိနေမယ်ဆိုရင်အဲ့ဒီရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုအကျိုးတွေခံစားရတယ်လဲလို့ဆိုရင်အဲ့ဒီသူလိုချင်တတ်မဲ့နေတဲ့တဏှာရူပခန္ဓာဟာရှုပ်ခန္ဓာကြီးဟာဒီတိုင်းနေမှာမဟုတ်ဘူးတဲ့အဲ့ဒီယုတ်ခန္ဓာကြီးသူတွေ့တာတတ်မဲ့နေတဲ့ယုတ်ခန္ဓာကြီးဟာဝိပရိနာမတဲ့ပြောင်းလဲလာလိမ့်မယ်အညထာဘာဝငကိုနေထားနဲ့မတူတဲ့အခြေအနေတွေဖြစ်ပေါ်လာလိမ့်မယ်အဲ့တော့ကိုတွေ့တာတယ်ဆိုတဲ့ယုတ်ကြီးဟာကိုယ်ယုတ်ပဲကြည့်တနေ့တနေ့နဲ့အချိန်ကုန်လာလို့အသက်ရွယ်ရလာလို့ရှင်ပင်ကိုယ်ကလှတဲ့လူတောင်မှပဲတဖြည်းဖြည်းအယုတ်ဆိုးကြီးတန်ဖြစ်လာတယ်ခေါင်းပေါ်ကဆွေးနေဖြူလာတဲ့ဒါဟာပြောင်းလဲမှုတွေပဲ
ပရည်တွေတွန့်လာတယ်ပြောင်းလဲမှုတွေပဲမျက်စိတွေမှုံလာတယ်နားတွေထိုင်းလာတယ်ခါးတွေကိုင်းလာတယ်ပြောင်းလဲမှုတွေအရေးစင်းတွေခွန်အားတွေကျဆင်းလာတယ်ဒါတွေရဲ့ပြောင်းလဲမှုတွေပဲအဲ့ဒီဝိပရိနာမရုပ်ပြက်ဆင်းပြက်ပြောင်းလာတတ်တယ်တဲ့အညထဘာဝငယ်ငယ်တုန်းကလည်းမတူတဲ့ပုံစံမတူတာတွေဖြစ်လာလိမ့်မယ်တဲ့ဒါဟုတ်တာပေါ့သူကိုဘယ်သူပဲဖြစ်ဖြစ်မွေးလာပြီးတဲ့နောက်မှာအဆင့်ဆင့်ပြောင်းလဲပြီးတော့လာခဲ့ကြတာအသက်ရွယ်ကျွေးပြီးအဖိုးကြီးမေကြီးဖြစ်ပြီးဆိုလို့ရှိရင်အဲ့ဒါမှရုပ်ပြည့်ဆင်းပြည့်အနေအထားမျိုးတွေရောက်လာကြတာပဲအဲ့ဒီယုတ်တရားပေါ်မှာတွေ့တာနေမယ်ဆိုလို့ရှိရင်အဲ့ဒီလိုပြောင်းလဲပြီးတော့အခြေအနေတစ်ခုဖြစ်ပေါ်လာပြီဆိုရင်ရုပ်ခန္ဓာပေါ်မှာတွေ့တာတက်မြင့်နေတဲ့ပုဂ္ဂိုလ်ဖို့ဘာတွေမရှောင်လွဲနိုင်အောင်ဘာတွေဖြစ်လာမလဲလို့ဆိုရင်တောကတဲ့စိတ်ပူပန်လာတယ်ပရိဒီဝဖြစ်ရလေခြင်းဆိုပြီးတော့ငိုကြွေးလာတတ်တယ်ဒုက္ခကိုဆင်းရဲမှုတွေကြုံလာတယ်ဒေါမနတစိတ်ဆင်းရဲမှုတွေကြုံလာတယ်ဥပယတဒေါသနဲ့စိတ်ပင်ပန်းမှုတွေဖြစ်လာတယ်ဒါဟာအပြစ်ပဲကိုတွေ့တာနေတဲ့မတွေ့တာဘူးဆိုရင်ဒီအပြစ်တွေဖြစ်မှာမဟုတ်တွေ့တာနေသည့်အတွက်ကြောင့်တောကဖြစ်လာဆိုလိုတာကတွေ့တာတဲ့နေရာတိုင်းတောကဖြစ်တယ်ဆိုရင်တောကဖြစ်တာဆိုတာကိုတွေ့တာတဲ့နေရာဖြစ်တာပစ္စည်းတွေ့တာရင်အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတောကဖြစ်မှာပဲလူကိုတွေ့တာရင်လူနဲ့ပတ်သက်ပြီးတောကဖြစ်မှာပဲကိုတွေ့တာရင်လည်းကိုနဲ့ပတ်သက်ပြီးတောကဖြစ်မှာပဲဘာပဲဖြစ်ဖြစ်တွေ့တာမှုတဏှာရာဂမကင်းသေးလို့ကိုတွေ့တဲ့အရာတစ်ခုဟာပြောင်းလဲသွားမယ်ပျက်စီးသွားမယ်ပျောက်ကွယ်သွားမယ်ဆိုရင်ဒီလိုဟာယူချုံမရဖြစ်လာတယ်ဆိုတာဒါတွေ့တာမှုရဲ့အကျိုးဆက်ပဲဖြစ်တယ်တဲ့ထို့တူပဲစိတ်ခံစားခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲလူတွေဟာပြောင်းလဲသွားတဲ့အခါမှာယူချုံမရဖြစ်ကြတယ်ဥပမာပဲပြောနေတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့စိတ်ခံစားချက်လေးဟာဝမ်းနဲ့စရာကြုံလာတဲ့အခါအဲ့ဒီဝမ်းသာစရာဆိုတာပျောက်ကွယ်သွားပြန်တယ်ပျောက်ကွယ်သွားသည့်အတွက်ကြောင့်မကြေမနပ်ဖြစ်ရတယ်ချမ်းသာတဲ့အနေအထားအနေဆင်းရဲတဲ့အနေအထားရောက်သွားတယ်စိတ်ခံစားကြရပြန်တယ်တင်ညာတို့သင်္ခါရတို့ဝိညာဉ်တို့စိတ်တို့အနေအထားတွေဟာလည်းပဲဒီတိုင်းပဲပေါ့အလုံးဟာထာဝရမမြဲတဲ့တဘာဝတရားတွေဖြစ်သည့်အတွက်ကြောင့်ပြောင်းလဲသွားတဲ့အချိန်မှာဧကန္ဒိဋ္ဌတွေ့တာမှုရှိနေရင်တော့တောကပရိဒီဝသေချာဖြစ်မှာပဲလို့ဒါကြောင့်မလို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ပေါ်မှာတွေ့တာတဲ့တဏှာရာကရှိမယ်ဆိုလို့ရှိရင်အခုလိုတောကပရိဒီဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ခံစားချက်ပြင်းထန်တဲ့စိတ်တွေနဲ့ဆင်းရဲဒုက္ခရောက်ရတဲ့ဆိုတဲ့ဒီအပြစ်ကိုမြင်လို့မြတ်စွာဘုရားကရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာသန္တာရာဂကိုဖယ်ရှားရမယ်လို့ဟောတာဖြစ်ပါတယ်လို့ဒီလိုဖြေပါတဲ့အဲ့ဒီဖြေရပြီးတဲ့နောက်မှာလည်းပဲတဲ့အဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကစူးစမ်းလေ့လာတဲ့အနေနဲ့ထပ်ပြီးမေးကြအောင်ပါပဲတဲ့ငါရှင်တို့ဘယ်လိုမေးမလို့ဆိုတော့ဒီမေးခွန်းကြတော့ဟုတ်ပါပြီဒီလိုအပြစ်တွေရှိလို့ဖယ်ရှားမယ်လို့ပြောတယ်ကဲဒါဖြင့်ဖယ်ရှားလိုက်ပါပြီဖယ်ရှားလိုက်ရင်တော့ဘယ်လိုအကျိုးတွေရမှာတော့လူဆိုတာအပြစ်ကိုလည်းသိကျင်တယ်အကျိုးကိုလည်းသိကျင်တယ်ဒါကြောင့်အကျိုးမရှိရင်လည်းမလုပ်ချင်အပြစ်ကင်းနိုင်လေအကျိုးမရှိတဲ့ဟာဆိုရင်မလုပ်ချင်ဘူးအပြစ်လည်းကင်းတယ်အကျိုးလည်းရတယ်ဆိုတာရှိရဒါကြောင့်မို့ဘယ်လိုအကျိုးအာနိသင်ကိုတွေးလို့သိထားလို့ရှုဝေဒနာတင်ညာသင်္ခါရတွေအပေါ်မှာတွေ့တာတတ်မဲ့မှုသန္တာရာဂကိုပယ်ရမယ်လို့
ရှင်ဘုရားတို့ဆရာကဟောတာပါလေလို့ထပ်မိကြအောင်မယ်တဲ့အဲ့လိုမေးရင်တော့ငါရှင်တို့ဟာဒီလိုဖြေပေးရလိမ့်မယ်တဲ့ဆိုပြီးရှင်သာရိပုတ္တရာကသူဉာဏ်စွာနဲ့တိပိသတရားဓမ္မတွေကိုရှင်းလင်းပြီးတော့အဖြေမှန်ပေးတတ်ဖို့ယဟန်တွေကိုသင်ကြားပေးနေတာနော်အဲ့တော့ဘယ်လိုဖြေရမလဲလို့ဆိုလို့ရှိရင်ငါရှင်တို့တရားကာတို့ရှုခန္ဓာပေါ်မှာတွေ့တာမှုတွေလူကျင်မှုတွေချစ်မြတ်နိုးမှုတွေဆာလောင်မှုတွေပူပန်မှုတွေတတ်မဲ့မှုတွေကင်းမဲ့ဆိုလို့ရှိရင်တဲ့အဲ့ဒါတွေမရှိဘူးဆိုရင်ရုပ်ခန္ဓာကြီးကသဘာဝအလျောက်အချိန်တန်လို့ရှိရင်ပြောင်းလဲသွားမှာဖြစ်တယ်တစ်မျိုးတစ်ပုံဖြစ်သွားမှာဖြစ်တယ်အဲ့လိုဖြစ်လာတဲ့အခါမှာတဲ့တွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ဖို့စိတ်ပူပန်မှုတောကမထိန်နိုင်လို့ငိုကြရတဲ့ပရိဒေဝကိုယ်ဆင်းရဲမှုဒုက္ခစိတ်မချမ်းသာမှုဒေါမနတစိတ်ထဲမှာပင်ပန်းမှုဆိုတာတွေဒါတွေမဖြစ်တော့ပါဘူးတဲ့ထို့တူပဲဝေဒနာတင်ညသင်္ခါရဝိညာဉ်တို့ဆိုတဲ့နန္တရားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲတွေ့တာမှုမရှိဘူးဆိုလို့ရှိရင်တဘာဝလျောက်ဝေဒနာဆိုတာလည်းပြောင်းလဲပျက်စီးသွားမှာပဲတင်ညာဆိုတာလည်းပြောင်းလဲပျက်စီးမှာပဲသင်္ခါရဆိုတာလည်းပြောင်းလဲပျက်စီးမှာပဲဝိညာဏဆိုတာလည်းပြောင်းလဲပျက်စီးမှာပဲသူရဲ့တဏ္ဍမှာဖြစ်တဲ့ယုတ်တိနံနေဟာပြောင်းလဲပျက်စီးသွားတဲ့အနေအထားမျိုးဖြစ်လာမှာပဲအဲ့လိုဖြစ်လာလို့ရှိရင်ရှုဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နံတရားတွေပေါ်မှာတွေ့တာတတ်မဲ့မှုမရှိဘူးဆိုပါကတောကလည်းဖြစ်မှာမဟုတ်ဘူးပရိဒီဝလည်းဖြစ်မှာမဟုတ်ဘူးကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုလည်းဖြစ်မှာမဟုတ်ဘူးစိတ်ပင်ပန်းမှုတွေလည်းဖြစ်မှာမဟုတ်ဘူးအဲ့ဒီမဖြစ်တာလွန်ကောင်းတဲ့အနေအထားတစ်ခုပါတဲ့အဲ့ဒီအကျိုးကိုမြင်လို့မြတ်စွာဘုရားကရှုဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ဆိုတဲ့ခန္ဓာ၅ပါးအပေါ်မှာတွေ့တတ်မဲ့မှုတဏှာရာဂကိုဖယ်ရှားဖို့ဟောတာဖြစ်ပါတယ်လို့ထီလို့အဖြေပေးလိုက်ပါဒါရှင်သာရိပုတ္တရာကသင်ကြားပြီးတော့ပေးတာဒီလိုအဖြေပေးဖို့တွေသင်ကြားပေးနေတာနော်အဲ့ဘုရားဘာသာတရားဖို့မှာဒီမှန်ကန်တဲ့အဖြေတစ်ခုပေးဖို့ရာအမှန်တမ်းအရေးကြီးတယ်ဒါရည်ရွယ်ချက်လဲအမှန်တမ်းပြည့်စုံတယ်ပေါ့နော်ဘုရားရဲ့ဝါဒနဲ့ပတ်သက်ပြီးအယူဝါဒလည်းအမှန်တမ်းပြည့်စုံတယ်ပြည့်စုံတဲ့ဆုံးမသွန်သင်ချက်ပဲဖြစ်တယ်အချင်းချုပ်ပြီးပြန်ပြောရမယ်ဆိုရင်ဖះကဘာဟောလဲမေးလာလို့ရှိရင်ဘုရားဘာသာမြတ်စွာဘုရားဟောတာအနှစ်ချုပ်ပြောပါဘာဟောလဲဆိုရင်အေးတဏှာရာဂပဲ့ဖို့ဟောတယ်တဏှာရာဂကိုဖယ်ဖို့ဟောတယ်ဒါလုံးဝမှန်တယ်ပေါ့ဒါပေမဲ့သူကထပ်မေးမယ်တဏှာရာဂပယ်တယ်ဆိုတာဘယ်ပေါ်မှာပယ်ရမလဲဆိုဖြေရမှာခန္ဓာ၅ပါးပေါ်မှာပယ်ရဒါအလုံးခြုံပြီးတဲ့အဖြေဖြစ်တယ်ပေါ့နော်တခုစီပြောမယ်ဆိုရင်ပတ်စံလိုချင်တာဖယ်ရမယ်အိမ်လိုချင်တာဖယ်ရမယ်ယာရုလိုချင်တာဖယ်ရမယ်ဒါတွေလျှောက်ပြောရင်မပြီးနိုင်တော့လောကမှာလူတွေလိုချင်စရာတွေကအများကြီးရှိတယ်အဲ့ဒါတွေတခုစီပြောမယ်ဆိုလို့ရှိရင်မပြီးနိုင်ဘူးအဲ့ဒါကြောင့်တလုံးနဲ့တဆုရဲနဲ့ပြီးအောင်မြတ်စွာဘုရားဖြေတာရှင်သာရိပုတ္တရာကသင်ပေးတာမြတ်စွာဘုရားဖြေတဲ့အတိုင်းပဲသင်ပေးတာအဲ့တော့တဏှာရာဂကိုပယ်ရမယ်ဆိုတာသူကိုတရားတိုင်းမှာရှိတဲ့ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးနဲ့ဘဝဆိုတာခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတာခန္ဓာ၅ပါးဖြစ်တာကိုဘဝလို့ခေါ်တာပဲလေဘဝဆိုတာတခြားဟာမဟုတ်ပဲခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာမှုကိုဘဝလို့ခေါ်တာ
တော့ခန္ဓာ၅ပါးအပေါ်မှာတွေ့တာမှုဖယ်ရှားခိုင်းတာပဲခန္ဓာ၅ပါးအပေါ်မှာတွေ့တာမှုကိုဖယ်ရှားပါဒါဖြင့်အဲ့ဒါမဖယ်ရှားလို့ရှိရင်ဘာဒီပြဿနာဖြစ်တယ်ဆိုမဖယ်ရှားဘူးဆိုလို့ရှိရင်တော့ဒီခန္ဓာ၅ပါးဆိုတာထာဝရမှာမဟုတ်တာအချိန်မရွေးနဲ့ပြောင်းလဲပြီးတော့ပျက်စီးသွားမဲ့အရာတွေဖြစ်တယ်အဲ့ဒီအချိန်ကျရင်တဏှာကရှိနေလို့ရှိရင်ဟုတ်လားရှိုက်ကြီးတင်ငင်တောကတွေဖြစ်ပရိဒီဝဖြစ်ရှင်ဘတ်စီတီငိုကြွေးရတဲ့ဒုက္ခတွေခံရလိမ့်မယ်ဆက်ပြီးတော့ဖြစ်ရလေခြင်းဆိုတာတွေတွေးလိမ့်မယ်ဆက်ရှင်းမှုတွေနဲ့ကြုံရလိမ့်မယ်လို့ဆိုလိုတာအဲ့ဒါပြည့်ပဲဒါဖြင့်အကယ်၍တဏှာကိုဖယ်လိုက်ရင်ရောဖယ်လိုက်ရင်တော့အေးစေးသေးပဲဘာမှမဖြစ်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာနော်ဒီလိုဆိုလိုတာပေါ့ဖယ်လိုက်နိုင်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ယုတ်ခန္ဓာဟာပျက်စီးသွားတော့လည်းပဲတောကမဖြစ်တော့ဘူးပြောင်းလဲပျက်စီးသွားတော့လည်းပဲတောကမဖြစ်ဘူးပရိဒီဝမဖြစ်ဘူးဒုက္ခဒေါမနတမဖြစ်ဘူးဥပါဒလောကလူတွေဟာပင်မဆင်းရဲတယ်ဆိုတာဒီသဘာဝတရားတွေဖြစ်ပေါ်နေပင်မဆင်းရဲတာပဲတဏှာကပယ်လိုက်တာနဲ့တောကဆိုတဲ့ယင်ထဲကအပူပရိဒီဝဆိုတဲ့ငိုကြွေးရတဲ့အတန်ဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတလို့ခေါ်တဲ့စိတ်ပင်ပန်းမှုတွေဒါတွေဟာလုံးဝပျောက်ကင်းသွားနိုင်တယ်လို့ဒါရရှိရတဲ့အကျိုးပဲအဲ့တော့တရားဆိုတာအဓိကရှင်ထဲမှာတွေ့တာမှုတွေကင်းမှုပဲဖြစ်တယ်အဲ့ဒီတွေ့တာမှုတွေကိုဘာနဲ့ဖယ်ရှားမှာတော့ဆိုတော့အသိဉာဏ်နဲ့ပဲဖယ်ရှားကြရမှာဖြစ်တယ်ပေါ့နော်ဝိပဿနာတရားအထုတ်တာဟာဒါတွေဖယ်ရှားဖို့အထုတ်တာပဲဖြစ်တယ်ဖယ်ရှားတယ်ဆိုတာအသိဉာဏ်နဲ့မှဖယ်ရှားလို့ရတာဖြစ်လို့အမှန်ကန်သိအောင်ကြိုးစားအထုတ်ကြရတယ်အမှန်ကန်သိပြီဆိုရင်ထိုအမှန်ကန်သိတဲ့အသိဉာဏ်ကတွေ့တာမှုတွေကိုဖယ်ရှားပြနိုင်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာသာသနာတော်မှာသီလဆိုတာလည်းပညာအတွက်ပဲသမာဓိဆိုတာလည်းပညာအတွက်ပဲအဓိကကပညာရဖို့အထောက်ကြရတာဖြစ်တယ်အသိပညာဆိုတဲ့အမှန်ကန်သိမှုရတာလဲထို့အရာအလုံးကိုကိလေသာအလုံးကိုဖယ်ရှားနိုင်တာဖြစ်တယ်အဲ့တော့ရှင်သာရိပုတ္တရာကခရီးထွက်မဲ့ကိုရော်တွေကိုယခုလိုသင်ကြားဆုံးမပြီးတော့ပေးတာဖြစ်တယ်ပေါ့နော်ဒါဟာပြောမယ်ဆိုလို့ရှိရင်ဘုရားတရားတော်ရဲ့အနှစ်ချုပ်ကိုသင်တာပဲဖြစ်တယ်ဘုရားတရားတော်ရဲ့အနှစ်ချုပ်ဘုရားဘာသာဝင်သူတော်စင်တွေဟာဘာလို့ရမှာဆိုတာအနှစ်ချုပ်ပြီးတော့ပြောတဲ့စကားပဲဖြစ်တယ်အလုံးဟာဘုရားဘာသာရဲ့ပုံရိပ်ကိုလည်းပဲထင်ရှားပေါ်လွင်စေတဲ့အရာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့ဟောပြောချက်ကိုလည်းအနှစ်ချုပ်ထားလို့တရားဓမ္မရဲ့ပုံရိပ်တွေကိုလည်းပဲပုံပေါ်အောင်ပြောလိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒီမိဂုံးတွေဟာမိဂုံးနဲ့အဖြေတွေဟာလွန်မှတ်သားစရာကောင်းပြီးတော့ဘုရားဘာသာရဲ့အခြေခံအနှစ်ချုပ်ကိုဖော်ပြခြင်းပဲဖြစ်တယ်နိဗ္ဗာန်ဆိုတာလဲအဲ့ဒီကိလေသာတွေတွေ့တာမှုတွေဖြစ်ရရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတာခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းသွားရဖြစ်တယ်အဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ချုပ်ငြိမ်းတာဟာကိလေသာနဲ့ကံချုပ်ငြိမ်းမှသာဖြစ်တယ်ကိလေသာကံဤကိလေသာတွေချုပ်ငြိမ်းသွားခြင်းဟာအကြောင်းတရားရဲ့ချုပ်ငြိမ်းမှုပဲဖြစ်တယ်ရုပ်ဝေဒနာသင်ညာသင်္ခါရတို့ရဲ့ချုပ်ငြိမ်းမှုဟာအကျိုးတရားရဲ့ချုပ်ငြိမ်းမှုဖြစ်တယ်အကြောင်းရောအကျိုးရောနှစ်ခုစလုံးချုပ်ငြိမ်းသွားတဲ့သဘာဝကိုပဲနိဗ္ဗာန်လို့ဆိုတာဖြစ်ပါတယ်ဘုရားဝိပါဒတိဝိနည်းနိဗ္ဗာန်ဆိုတာကောင်းကင်ဘုံလည်းမဟုတ်ဘူးတခြားဒုက္ခဘုံကြီးလည်းမဟုတ်ဘူးရှင်တဲ့နှလုံးထဲမှာ
ဒုက္ခပေးနေတဲ့သဘာဝတရားတွေရဲ့ချုပ်ငြိမ်းမှုသာဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကမိဂုံးနေနဲ့ဖြည့်နီးကားကိုအသေးစိတ်ယခုလိုသင်ကြားပေးပြီးတော့ဆက်ပြီးတော့မိန့်ကြားပြန်တယ်အာကုတလိစာဥသောဓမ္မေဥပတ္တပိစ္ဆဝိဟရတောဒိဋ္ဌိစေဝဓမ္မေဒုက္ခဝိဟရောအဘဝိတာစဉ်းစားစရာလေးတစ်ခုမြတ်စွာဘုရားဟောပြောချက်နဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကစဉ်းစားဖို့အချုပ်ကိုတစ်ခါပြန်ပြောပြတယ်ဒီအချုပ်ကလည်းအလွန်မှတ်သားစရာကောင်းတယ်မြတ်စွာဘုရားရဲ့ဒီယေရှုဥတည်ချက်ကုသိုလ်နဲ့အကုသိုလ်အနှစ်ချုပ်ပြောလို့ရှိရင်အကုသိုလ်ကိုဖယ်ရှားဖို့နဲ့ကုသိုလ်တရားဖြစ်ပွားဖို့ဒီနှစ်ခုဟာဘုရားတရားတော်ရဲ့အနှစ်ချုပ်ပဲဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကအနှစ်ချုပ်ပြီးတော့ပြောလိုက်တာငါရှင်တို့အကုသိုလ်တရားတွေရင်ထဲမှာထားနေမဲ့ဆိုရင်ရင်ထဲမှာထားတဲ့ပုဂ္ဂိုလ်လက်ရှိဘဝမှာလည်းချမ်းသာမယ်မပေးမမှုမဆင်းရဲဘူးသိတဲ့အခါမှာလည်းကောင်းအတုတိဘုံရောက်မယ်အကုသိုလ်တရားတွေရင်ထဲထားရတဲ့ချမ်းသာတယ်နော်စိတ်ပင်ပန်းမှုတွေမဖြစ်ဘူးသိတဲ့အခါမှာလည်းကောင်းအတုတိရောက်မယ်ဆိုရင်မြတ်စွာဘုရားဟာအကုသိုလ်တရားတွေကိုအကုသိုလ်တရားတွေနဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့တိုက်တွန်းမှမဟုတ်ဘူးတဲ့ဆိုလိုတာအကုသိုလ်တရားတွေရှိနေပြီးတော့ကောင်းကျိုးချမ်းသာတွေရမယ်ဆိုရင်အကုသိုလ်ပယ်ဖို့သဗ္ဗပပတ္တအကရဏအကုသိုလ်တရားတွေကိုဖယ်ရှားကြမလုပ်ကြနဲ့လို့မြတ်စွာဘုရားဟောမှမဟုတ်ဘူးတဲ့ဒါအပြန်အလှန်စဉ်းစားပြောတာအကုသိုလ်ရှိရနဲ့ကောင်းကျိုးချမ်းသာတွေရမယ်နောက်ဘဝလည်းကောင်းအတုတိရောက်မယ်ဆိုရင်ဘုရားကအကုသိုလ်ပယ်ဖို့ပြောမှမဟုတ်ဘူးတဲ့အကုသိုလ်ရှင်ထဲမှာရှိနေလို့ရှိရင်မြတ်ဘဝမှာလည်းဆင်းရဲဒုက္ခရောက်မယ်စိတ်ပင်ပန်းမယ်စိတ်ပူရမယ်သိတဲ့အခါမှာလည်းပဲအပင်ငရဲရောက်မယ်ဒုက္ခတိဘုံရောက်မယ်ဒါကြောင့်မြတ်စွာဘုရားအကုသိုလ်တရားတွေကိုဖယ်ဖို့ပြောတာတဲ့တော့စဉ်းစားချက်လေးတွေကိုသင်ပေးတာပေါ့နော်အကုသိုလ်ရှိလျက်နဲ့ကောင်းကျိုးရမယ်ဆိုရင်မြတ်စွာဘုရားဖယ်လို့ပြောမှာမဟုတ်ဘူးတဲ့အကုသိုလ်ရှိနေတော့ဆိုးကျိုးပဲရမှာဖြစ်တယ်ဒါကြောင့်မို့ဆိုးကျိုးတွေကိုမရစေချင်လို့မြတ်စွာဘုရားအကုသိုလ်ပယ်ဖို့အကုသိုလ်ကိုမလုပ်ကြနဲ့သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှမပြုကြဖို့ဆိုတာကိုတိုက်တွန်းနှိုးဆော်တာဖြစ်တယ်တဲ့အဲ့ဒါနဲ့အပြန်ပဲဒီစဉ်းစားတွေးခေါ်ပြတာကုသိုလ်တရားတွေရင်ထဲထားလို့ဒုက္ခရောက်မယ်စိတ်ပင်ပန်းမယ်ပူလောင်မယ်ဆိုရင်သိတဲ့အခါမှလည်းဒုက္ခတိဘုံရောက်မယ်ဆိုရင်ကုသိုလ်တရားတွေရင်ထဲထားဖို့မြတ်စွာဘုရားဟောမှာမဟုတ်ဘူးတဲ့ဆိုလိုတာကကုသိုလ်လုပ်လို့ဆင်းရဲတာဆိုတာမရှိဘူးကုသိုလ်လုပ်လို့ဒုက္ခတိဘုံရောက်တယ်ဆိုတာမရှိဘူးအဲ့လိုရှိမယ်ဆိုရင်မြတ်စွာဘုရားကကုသလတုပ္ပတံပရာကုသိုလ်တရားတွေနဲ့ပြည့်စုံအောင်ကြိုးစားကြလို့ဘယ်တော့မှမတိုက်တော်မူဘူးအဲ့ဒါကုသိုလ်တရားနဲ့ပြည့်စုံအောင်ကြိုးစားကြဆိုတာဘာလို့တိုက်တွန်းတာတုံးဆိုရင်တဲ့ကုသိုလ်တရားတွေရင်ထဲမှာရှိနေမယ်ဆိုရင်နေရာထိုင်ရချမ်းသာမယ်စိတ်ပင်ပန်းမှုတွေကင်းမယ်စိတ်ပူလောင်မှုတွေကင်းမယ်သိဆုံးသွားတဲ့အခါမှာလည်းပဲကောင်းအတုတိဘုံရောက်မယ်ဆိုတဲ့ဒီအကျိုးကျေးဇူးတွေရှိလို့သာကုသလတုပ္ပတံပရာကုသိုလ်နဲ့ပြည့်စုံအောင်လုပ်ကြလို့မြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်တဲ့အဲ့တော့ဒါနောက်ပိုင်းမှာဒါအနှစ်ချုပ်ပြောလိုက်တာဒါမေကုန်းနဲ့အဖြေတွေကိုသင်ကြားပေးပြီးတဲ့နောက်မှာရှင်သာရိပုတ္တရာကအနှစ်ချုပ်လေးပြောပြတာနော်
နှစ်ချုပ်ကိုစဉ်းစားပုံစဉ်းစားနည်းကစဉ်းစားပုံစဉ်းစားနည်းပေးလိုက်တာမြတ်စွာဘုရားကအကုသိုလ်ရှိနေရင်ဆင်းရဲဒုက္ခရောက်မယ်ကုသိုလ်ရှိနေမှကုသိုလ်လုံးမှကောင်းကျိုးချမ်းသာရမယ်ဒါပုံမှန်ဟောတာအဲ့ဒါလိုဟောခြင်းဟာနော်အကုသိုလ်လုံးရတဲ့နဲ့ချမ်းသာဒုက္ခရမယ်ဆိုရင်အကုသိုလ်ဖယ်ကြလို့ဘယ်တော့မှမဟောဘူးအကုသိုလ်လုံးရင်ဒီအကုသိုလ်ရဲ့အကျိုးဟာဆိုးကျိုးသာရှိတယ်ကောင်းကျိုးမရှိဘူးအဲ့တော့ကုသိုလ်နဲ့ပြည့်စုံအောင်လုပ်ကြဆိုတာကုသိုလ်ရဲ့အကျိုးဟာဆိုးကျိုးမရှိဘူးကောင်းကျိုးသာရှိတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားတိုက်တွန်းတာလို့အဲ့ဒါလို့ခီးထွက်မဲ့ယဟန်တန်ဃာတွေကိုအနှစ်ချုပ်ပါသင်ပေးလိုက်တာပေါ့နော်အနှစ်ချုပ်လေးပါသင်ပေးလိုက်တယ်အဲ့ဒါလို့ရှင်သာရိပုတ္တရာကနောက်ဆုံးဏိဂုံးချုပ်ပြီးတော့ဒီသုတ္တမသင်ပေးပြီးဒီနေရာမှာရပ်လိုက်တဲ့အခါဣရမောသအာသမသာရိပုတ္တောရှင်သာရိပုတ္တရာကအခုလိုသင်ကြားပေးလိုက်တယ်လောကမှာမိဂုံးတွေလျှောက်တဲ့နေရာမှာဘုရားဘာသာနဲ့ပတ်သက်တဲ့မိဂုံးတွေဒီလိုတက်လာတတ်တယ်အဲ့ဒီတက်လာလို့ရှိရင်ဘယ်လိုဖြေမှန်ပေးရမယ်ဆိုတာယဟန်တွေကိုသင်ပေးလိုက်တာအကျဉ်းချုပ်ထပ်ပြီးတော့မှတ်သားဖို့ရတော့မြတ်စွာဘုရားဟာဘာဟောတယ်လဲပြီးခဲ့လို့ရှိရင်အဖြေမှန်ကတော့တဏှာရာဂပယ်ဖို့ဟောပါတယ်ဒါဖြင့်တဏှာရာဂကိုပယ်ဖို့ဟောတယ်ဆိုတာဘယ်မှာဖြစ်တဲ့တဏှာရာဂကိုပယ်ရမှာလဲဘယ်အပေါ်မှာတဏှာရာဂပယ်ရမှာလဲဆိုရင်ခန္ဓာ၅ပါးအပေါ်မှာတဏှာရာဂပယ်ရမယ်လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒါလို့ဟောတာဟာခန္ဓာ၅ပါးအပေါ်မှာတဏှာရာဂမပယ်လို့ရှိရင်ဘယ်လိုအပြစ်တွေရှိလို့လဲဟောခန္ဓာ၅ပါးအပေါ်မှာတဏှာရာဂကိုမပယ်လို့ရှိရင်ဒီခန္ဓာ၅ပါးဒီတိုင်းတည်နေမှာမဟုတ်ဘူးပြောင်းလဲမယ်ပျက်စီးမယ်အဲ့ဒီချိန်ကြလို့ရှိရင်ခန္ဓာ၅ပါးပေါ်မှာတွေ့တမှုတဏှာရှိနေတဲ့ပုဂ္ဂိုလ်ဟာယူကြုံမရဖြစ်လိမ့်မယ်တောကပရိဒေဝနဲ့ယူကြုံမရဖြစ်လိမ့်မယ်အဲ့ဒီလိုအပြစ်နာစာရှိလို့ပယ်ခိုင်းတာဧကနိဋ္ဌယူကြုံမရဖြစ်လာလိမ့်မယ်ခန္ဓာ၅ပါးဆိုတာပြက်မှသိကြတယ်အနိစ္စဒုက္ခအနတ္တရှောင်လွဲလို့မရဘူးပြက်မှသိကြတယ်ဒါကြောင့်အဲ့ဒီပုံမှာတွေ့တာနေမယ်ဆိုရင်ဒီဆင်းရဲဒုက္ခနဲ့ကြုံရမှာဖြစ်တယ်ဒါဖြင့်ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုကိုပယ်တော့ဘယ်လိုအကျိုးရမှာမို့လဲဆိုခန္ဓာ၅ပါးပေါ်မှာတဏှာရာဂကင်းနေဆိုလို့ရှိရင်တဲ့ခန္ဓာ၅ပါးပြတ်သွားစေအောင်တော့ပြောင်းလဲသွားစေအောင်တော့သူ့မှာဆွေးပူပန်မှုတောကပရိဒေဝဆိုတာမဖြစ်ဘူးစိတ်အေးလက်အေးနဲ့ချမ်းချမ်းသာသာစိတ်ဓာတ်မကြပဲနေနိုင်တယ်အဲ့ဒီအကျိုးကိုရပါတယ်လို့ဒါရှင်သာရိပုတ္တရာကအဲ့ဒီမိဂုံးနဲ့အဖြေလေးတွေကိုအနောက်တိုင်းကိုသွားမဲ့ယဟန်တွေကိုဒေသခြားနာတဲ့အယတ္ဒေသကိုသွားကြမဲ့ကိုရော့တွေဆိုလိုတာအိန္ဒိယရဲ့အနောက်ပိုင်းဒေသကိုရည်ညွှန်းတာဖြစ်တယ်ခုခေတ်ဆိုရင်တော့အနောက်နိုင်ငံတွေတခြားနိုင်ငံတွေသွားတဲ့ပုဂ္ဂိုလ်တွေမိဂုံးတွေဖြည့်တတ်ဖို့ရာဒီသုတ်တန်ကိုသင်ယူမှတ်သားထားတဲ့နဲ့တခြားမိဂုံးတွေလည်းပဲဒီပေါင်းတွင်းကပဲဖြည့်ရမယ်နောက်ဆုံးကြတော့ကုသိုလ်အကုသိုလ်ရဲ့ကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီအကုသိုလ်မှန်သမျှဆိုးကျိုးပေးတယ်ကုသိုလ်မှန်သမျှကောင်းကျိုးပေးတယ်အကုသိုလ်ကကောင်းကျိုးပေးတာမရှိဘူးကုသိုလ်ကဆိုးကျိုးပေးတာမရှိဘူးဒါကြောင့်မို့အကုသိုလ်ပယ်ဖို့နဲ့ကုသိုလ်ကိုပြည့်စုံအောင်လုပ်ဖို့ဆိုတဲ့ဒီတိကျသေချာတဲ့ဆုံးမသွန်သင်ချက်ကိုပေးတယ်ဆိုတာလေးနဲ့ရှင်သာရိပုတ္တရာကဒီသုတ်တန်ကိုဏိဂုံးချုပ်လိုက်တယ်အတ္တမနာတေဘိက္ခုအာသမတောသာရိပုတ္တသဗာတိတံအဘိနန္တုံရှင်သာရိပုတ္တရာစီလာရောက်ချဉ်ကပ်ကြတဲ့ခရီးသွားတော့မဲ့ယဟန်တော်တွေဟာရှင်သာရိပုတ္တရာသင်ပြချက်နဲ့ပတ်သက်ပြီးကြည်ကြည်နက်နက်ကြီးဖြစ်ပြီးတော့ရှင်သာရိပုတ္တရာရဲ့ဆုံးမသွန်သင်ချက်တွေကိုဝါမြောက်နှုတ်ပေါ်သာဓုခေါ်ပြီးတော့ခြေနဲ့အားရစွာရှင်သာရိပုတ္တရာကိုခြေဆုတရင်ရှ िख ိုးဥတင်ကြပါတယ်တဲ့ဒါကဒေဝရဟတုတ်ရဲ့ဏိဂုံးစကားပဲဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့ဒီလိုသုတ်တန်နေ
ဒီလိုအဆုံးအမတွေဟာများစွာရှိတယ်ဒါတန်ယုတ်တနိကေမှာပါရှိတဲ့သုတ်တန်တသုတ်ရဲ့ဆုံးမတဲ့စကားမှတ်တမ်းမျှတာဖြစ်တယ်ပေါ့အဲ့ဒါလို့သုတ်ပေါင်းဟာတန်ယုတ်တနိကေမှာများစွာရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံမှာပကံခေတ်ကစပြီးတော့ရောက်ရှိလာပြီးတော့ကနေ့ထိစာဥစာရန်အနေနဲ့ရှိတယ်ဒီအတိတ်ဝဲတဲ့သိတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာစာဥစာပေမှာပြည့်ပြည့်စုံစုံရှိနေတာကိုလူတိုင်းဗုဒ္ဓဘာသာဝင်တိုင်းဟာဒီစာအုပ်တွေထဲမှာရှိနေတဲ့အသိဉာဏ်တွေကိုကိုယ့်ရင်ထဲရောက်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အကယ်၍အခုလိုခွင့်သာတော့ကြိုးစားအားမထုတ်ဘူးဆိုလို့ရှိရင်တနေ့ကျလို့ရှိရင်ဒီစာအုပ်စာပေတွေဆိုတာပျောက်ကွယ်သွားနိုင်တယ်ပျောက်ကွယ်သွားလို့ရှိရင်ဒီအဆုံးအမတွေဟာလည်းပဲပျောက်ကွယ်သွားကြမှာဖြစ်တယ်ပေါ့အဲ့တော့မပျောက်ကွယ်ခင်အချင်းချင်းအပြန်အလှန်သိအောင်ကြိုးစားပြီးလက်ဆင့်ကမ်းသွားကြမှာဖြစ်တယ်မိဘတွေကသာသမီတွေလက်ဆင့်ကမ်းသူတို့သာသမီတွေကမြေတွေကိုလက်ဆင့်ကမ်းအဲ့ဒါလို့ generation တစ်ခုကနေ generation တစ်ခုလက်ဆင့်ကမ်းသင်ကြားသွားမှသာလဲမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာရေရှည်တည်တံ့ပြီးတော့လူတွေရဲ့အသိဉာဏ်ပွင့်လင်းအောင်မိရှုတဲ့ဆောင်ကြီးတွေလို့ဖြစ်ပြီးတော့တည်ရှိနေမှာဖြစ်တယ်။ဒါကြောင့်ဒီအချက်ကိုအလေးနဲ့ထားပြီးတော့သာသနာပြုဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘာကိုသာသနာပြုရမှာလဲဆိုတာအထူးကတော့မြတ်စွာဘုရားရဲ့ဆုံးမတွေလူတိုင်းရဲ့ယဉ်ထဲရောက်အောင်ပြုခြင်းသာလျှင်တကယ်သာသနာပြုအစစ်ဖြစ်တယ်။ဖရာတဲ့ကျောင်းဆောင်ဆိုတာကအကျိုးဖော်ပြတာလောက်ပဲရှိတယ်။ဖရာတဲ့ကျောင်းဆောင်ရုံနဲ့တင်သာသနာပြုလို့ခေါ်နိုင်တာမဟုတ်ဘူး။အဲ့တော့တကယ်သာသနာပြုဆိုတာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေတူကနေတူယဉ်ထဲရောက်သွားအောင်လက်ဆင့်ကမ်းပေးသွားနိုင်မှလက်တွေ့ကျင့်သုံးနိုင်မှသာလေကိုယ်အတွက်လည်းသာသနာပြုဖြစ်တယ်သူများအတွက်လည်းသာသနာပြုဖြစ်မယ်ဆိုတာကိုမှန်မှန်ကန်ကန်သိရှိနားလည်ပြီးဘုရားမြတ်စွာရဲ့အဆုံးအမတွေကိုထာဝရတည်တံ့အောင်အချင်းချင်းလက်ဆင့်ကမ်းသွားဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိစေချရအောင်အရှင်ဖေယဖေယရဝိတော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယူသည်လေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုသူတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမစ၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါများတို့အားအမြအမြဝေငါပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း
အာလုံးခြားခြားသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးခြားခြားသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓု